မွန်မန်သားချမ်းညီချန်အနုပညာတိတ်ခါနှင့်လူမျိုးပေါ်ထားသည့်တစ္ဆာတရားကိုစော်ကားလာမှုပေါ်ပြတ်သားစွာတုံ့ပြန်လိုက်သည့်လူမျိုးတစ်မျိုး၏ယဉ်ကျေးမှုမိအိမ်မှုထွန်းညီနေကြသည့်အနုပညာရှင်များမှာပရိသတ်၏ဝေဖန်မှုကိုခံယူရမည်ဖြစ်တော်လေအခြေအမြင့်မရှိသောဆွဆွဲပုတ်ခတ်မှုများကိုတော့မြည်သည့်အနုပညာရှင်များလက်ပိုက်ကြည့်နေမည်မဟုတ်ပါယခုရက်ပိုင်းတွင်မွန်ဇက်သပင်လောက၏ထိတ်ထမ်းမင်းသားတူဖြစ်သူချမ်းညီချမ်းမှာ၎င်း၏အနုပညာစင်ကြယ်မှုနှင့်လူမျိုးပေါ်ထားသည့်တစ္ဆာတရားကိုစော်ကားလာသူတူအားဒေါသတကြီးပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်သည့်ဖြစ်ရပ်မှာမွန်ပရိသတ်များကြားကြရက်ထားလျက်ရှိပါသည်အောက်လုံးအသားဖြင့်စော်ကားမှုအဖြစ်အပျက်မှာအောင်သောအမည်ရှိအကောင့်တစ်ခုမှမင်းသားချမ်းညီချမ်း၏လူမှုကွန်ရက်စနမျက်နှာပေါ်တွင်အောက်ပါအတိုင်းလာရောက်စော်ကားခဲ့ခြင်းဖြစ်ပါသည်မင်းဆက်ကတာဘေးနီယာပေးဆက်ခဲ့လေမင်းဆက်ကတာမင်းပတ်စံလိုခြင်းလို့ကနေတာမဟုတ်ဘူးလားဘာကိုလာပြောနေတာလေမဟာကြီးစုရှင်လို့လာပြောနေတာဟာသားလုံနေတာလူရင်တော်လောက်တောင်မရည်ရဘူးအခုမင်းရေးတဲ့စားကမင်းရဲ့စိတ်ဓာတ်ကိုဖိုးပြနေတာပဲမင်းကအချောက်လိုမျိုးစိတ်ဓာတ်ပိုင်ရှင်ပဲမင်းသားချမ်းညီချမ်းဤပြင်းထန်သောတုံ့ပြန်ချက်ထူတို့ပုဂ္ဂိုလ်ရဲ့ရရောအနုပညာအရာပါနှိမ်ချက်စော်ကားမှုပေါ်မင်းသားချမ်းညီချမ်းက၎င်း၏ခိုင်မာသောရည်တည်ချက်နှင့်အတူအချက်လက်တစ်ခုမကျန်ပြန်လဲချေပခဲ့ပါသည်အနုပညာနှင့်ပညာရဲ့အပေါ်ဂုဏ်ယူမှုချမ်းညီချမ်းကသူသည်ဇက်ပညာတတ်တာမကမွန်ရင်ကျေးမှုအဆိုအကအတီးအကျက်ပညာအလုံးကိုဆရာသမားများထံတွင်စနစ်တကျလက်ဆင့်ကမ်းသင်ယူထားသူဖြစ်ကြောင်းအခိုင်အမာဆိုသည်ငါပညာနဲ့ငါအနေထားကရွေးစရာအများကြီးအခွင့်အလည်းကမ်းလှမ်းလာတော့ကိုယ့်ရင်ကျေးမှုကိုချစ်လို့ထားကိုရွေးခဲ့တာဟုဆိုကပတ်စံမရွေကနေရဆိုတဲ့ဆုဆဲချက်ကိုလည်းအရေးချင်းမပြည့်ရင်မင်းလိုအဆင့်ကပတ်စံရမလားခွက်ကန်ရမလားတိသွားမှာပို့ငါလိုဇက်ဖြစ်ဖို့ကုန်ရတဲ့ငွေကမင်းဘဝမှာမမြင်ဘူးတော့မတိတာမဆန်ဘူးဟုမန်ပါတုံ့ပြန်ခဲ့ပါသည်ပညာဒါနနှင့်ပေးဆံမှုများသူသည်မွန်လူငယ်များစွာကိုပညာသင်ခြင်းအဝတ်အစားခြင်းနှင့်နေထိုင်စားစီတပြားတစ်ချက်ပါမယူဘဲပညာဒါနပြုခဲ့ကြောင်းယခုလက်ရှိမွန်ဆက်အသီးသီးမှာမင်းသားမင်းသမီးများမှာသူ့၏လက်ထွက်များဖြစ်ကြောင်းထောက်ပြခဲ့ပါသည်ကျေးဇူးမသိရင်နေကျေးဇူးတော့မကမ်းနယ်လေးဟုလည်း၎င်းကဆိုပါသည်လူမျိုးပေါ်သစ္စာရှိမှုနှင့်ပုဂ္ဂိုလ်ရေးတိတ်ခါအမျိုးမစစ်ဟုဆွဆွဲသူများကိုလည်းငါလူမျိုးပေါ်အခုချင်းထိတစ္ဆာမဖောက်ခဲ့ဘူးဆိုတာဖျားရှိမှတစ္ဆာကျင်းရဲတယ်ဟုဆိုကပရိသတ်ကိုနိုင်ငံရေးဘာသာရေးခုတုံလူ၍လိန်လေနေသူများမဟုတ်ကြောင်းရှင်းလင်းခဲ့ပါသည်အချောက်ဟုတိုက်ခိုက်သူများကိုလည်းသူသည်အမျိုးသမီးများအပေါ်လေးစားမှုရှိခြင်းမိမိချစ်သူပေါ်တစ္ဆာရှိခြင်းကြောင့်သာမင်းကလေးများနဲ့ကင်းကင်းရှင်းရှင်းနေခြင်းဖြစ်ကြောင်းပိုင်းလုံးလူစားမျိုးမဟုတ်ကြောင်းပြင်းထန်တန်ချေပခဲ့ပါသည်အတိတ်ကသင်ခန်းစာနဲ့လက်ရှိအခြေအနေအမှန်တကယ်တော့ချမ်းညူချမ်းအနေနဲ့ယခုကသို့ဆွဆွဲမှုများကိုလက်ပိုက်ကြည့်နေမတာကအကြောင်းရှိပါသည်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကပင်မွန်အစောတော်ဖူးဖူးအိုင်းကလည်းသူ့ပေါ်မဟုတ်မှန်စော်ကားပြောဆိုခဲ့ပြီးနောက်ဆုံးမှာတော့ဖူးဖူးအိုင်းကသမမယွင်းချောင်းဝင်ခံကချမ်းညူချမ်းကိုတောင်းပန်ခဲ့ရသည်ဖြစ်ရရှိပါတယ်မင်းသားချမ်းညီချမ်း၏ယခုတုံ့ပြန်မှုမှာအနုပညာရှင်တို့အနေနဲ့မိမိ၏တိုက်ခါနှင့်မိမိလူမျိုး၏ဂုဏ်တိုက်ခါကိုအထီးပါမခံဘဲကာကွယ်လိုက်ခြင်းပင်ဖြစ်ပါသည်အခြေအမြင့်မရှိဘဲနောက်ွယ်မှာတိုက်ခိုက်နေသူများကိုလည်းမျက်နာဖော်ရဲရင်ကြိုက်တင်နေရမှာတက်တေပြကိုစိန်ခေါ်ရဲလားဟုလည်း၎င်းကဆိုထားပါသည်နေကုံအနုပညာရှင်တို့၏စ조사အားထုတ်မှုနှင့်စေတနာကိုနားမလည်ပဲပုဂ္ဂိုလ်၏အာဃာတဖြင့်တိုက်ခိုက်ခြင်းမှာယဉ်ကျေးသည့်လူအဖွဲ့အစည်းမှမထိသင့်သည့်ကိစ္စပင်ဖြစ်ပါသည်မင်းသားချမ်းညီချမ်းပြီးကဖြည့်ပြန်မှာအနုပညာလောကတွင်အခြေအမြင့်မရှိသောဆွဆွဲမှုများကိုမိဂဲတို့ရင်ဆိုင်တင့်စွာသည့်တာရကတအူးပင်ဖြစ်ပါတော့သည်